မတ်တော်မီနီအန်တိုနီနဲ့မန်ယူနိုက်တက်ချိန်စာကိုဖြေရှာခြင်းမန်ယူနိုက်တက်နဲ့ဝေးရမှာမတ်တော်မီနီနဲ့အန်တိုနီတို့ကောင်းကောင်းအလုပ်ဖြစ်နေကြပါတယ်မတ်တော်မီနီဆိုရင်လည်း CDA မှာနာပိုလီအသင်းနဲ့တူကွန်တီရဲ့လက်အောက်ဂိုးတွေသွင်းပေးနေပြီးတော့အသင်းရဲ့ရေးပါတဲ့စိတ်ပိုင်းဖြစ်နေရှိနေတယ်လို့အန်တိုနီကလည်းရီယယ်ဘတ်တစ်အသင်းမှာထိုင်ကျခြေစွမ်းပြပြီးတော့ရေးပါတဲ့သွင်းဂိုးတွေဖန်တီးမှုတွေလုပ်ပေးနိုင်ုံသာမကသူ့ရဲ့ငကိုမူလပုံစံနီးပါးလောက်ကိုပြန်ပြနေနိုင်ပါပြီသူတို့တွေမှမဟုတ်ပါဘူးမီဆန်ဂရင်းကလည်းမာဆီးမှာအဆင်ပြေနေတယ်လို့အေဝါရိုဖာနန်တက်ကလည်းဘင်ဖီကာမှာခြေစွမ်းပြနေတာပါပဲအခုဆိုရင်သူကအေဘာရူကာရော့ကက်ဆိုတဲ့နာမည်ကိုပြောင်းသုံးနေပါပြီ။မာကက်ရက်ရှ်ဖို့ကလည်းဗီလာမှာသူလုံနိုင်တာကိုလုံပြနေတော့မှာပဲ။ဆန်ချိုတယောက်သာအထက်ကျရီများနေပြီမဲ့ဂိုးရီဖန်တီးမှုတွေတော့လုံနိုင်နေစေဖြစ်ပါရီ။ဆိုတော့လက်ရှိ United နဲ့ပတ်သက်ပြီးတော့တွေးစရာတွေကများလာပါရီ။ဒါဒီအကုန်လုံးဟာတကယ်ပဲကစားသမားတွေရဲ့ပြဿနာလားအသင်းရဲ့ပြဿနာလားအသင်းရဲ့ပြဿနာဆိုရင်ဘယ်နေရာမှာဒီပြဿနာတွေကရှိနေရတာလဲ။အခုအသင်းမှာလူဝေဖန်စရာတွေဖြစ်နေတဲ့ဖိုင်လန်တို့ဂါနာချိုတို့ကရောဒီလိုပဲတခြားအသင်းတွေရောက်သွားရင်ခြေစမ်းတွေပြလာချမှာလားဒါရီယာမေဂုန်တွေဖြစ်နေပေါ်ထွက်လာပါရီ United ရောက်ရင်ခြေစမ်းပိုင်းဆိုင်ရာပြဿနာတွေတက်တယ်ဆိုတာကို United ကျင်းစာလို့ခေါ်နေကြတာကြားပါပြီဒီကိစ္စမှာပြဿနာအများကြီးပါပါရီ United ဟာစာရဲလက်ခိကလေးကကစားသမားတွေကိုသူတို့အားတန်တဲ့ပင်ကိုနေရာထက်ကစားစီခြင်းတဲ့နေရာမှာလိုသလိုလိုက်ကစားခိုင်းတာမျိုးတွေကိုမချမချလုပ်လို့ရှိပါရီအိုရှိတို့ဖလက်ချာတို့ဘလင်စီယာတို့အက်ရှလီယန်တို့မေရိုနီတို့ဆိုရင်နေရာစုံလိုက်ကစားပေးခဲ့ကြရပါရီမိုက်ကယ်ကာရက်ဆိုရင်လည်းဘိုးခန်းစင်းထီကိုသွားကစားရခဲ့တာရှိပါရီဒါပေမဲ့စာရဲလက်လိုဩဇာအရှိန်ဝါပြီးစီယိုကြီးကလည်းကောင်းတဲ့ညီပြတယောက်ကလောက်တာဖြစ်လို့အဆင်ပြေပါရီသို့တော့သူ့လွန်မှာတော့ဇလန်ကနောက်တစ်စစ်ကိုချိုးသွားပါပြီခိကလည်းပြောင်းသွားပါပြီကစားသမားရဲ့ခိကိုရောက်လာပြီဖြစ်ပြီးတော့ညီပြတွေကကစားသမားတွေကိုအရင်ကားတော့အထိန်နိုင်ချတော့ပါဘူးဆိုတော့ဇလန်ကြီးကဆလာကြပါရီဥမာပြောရင်ညာချမ်းတောင်ပန်ကစားဖို့ဆိုပြီးတော့ဆန်ချိုကိုဆိုရှာရဲ့လက်ထက်မှာခေါ်လိုက်ကမှသူကဘေချမ်းမင်းကစားခြင်းလို့ပြဿနာတွေဖြစ်ခဲ့ရတာမျိုးတွေရက်ရှ်ဘုတ်ကညာချမ်းပြောင်းစားတဲ့ခါမှာအသားကြောင့်အာမထုတ်တော့ရင်အဖြစ်ပဲကစားတော့တာမျိုးတွေဆိုပါတော့အရင်တော့ဆိုရင်ရိုင်ယန်ကီလည်းကွင်းလည်ဝင်ပြီးတော့ကစားရပါရီဘာဆိုတကမှမတက်ခဲ့ကြပါဘူးဒါနီးပါးရဲ့စီယုံသိမ့်သွင်းနိုင်စွမ်းနဲ့ဩဇာအရှိန်ဝါကျဆင်းလာတာကိုပြသနေတာပါနောက်ထပ်ပြဿနာကတော့ကစားသမားတွေမှာရှိတာမဟုတ်ပါဘူးနီးပါးတွေမှာရှိတာပါဘန်ဟာအသင်းအလုပ်ဖြစ်ရမယ့်စာသူရဲ့မောက်မာမှုကိုရှော့မပြီးခဲ့တဲ့အတွက်တကယ်ထက်မြက်တဲ့ဒီမာရီယာလိုကစားသမားမျိုးတွေနဲ့အဆင်မပြေခဲ့ပါဘူးမော်ရီညိုကြတော့လေမတ်တော်မီနီကိုသူ့ရဲ့လက်ထက်ပွဲထွက်ခွင့်ပေးခဲ့ပေမဲ့တိုက်စစ်လိုက်ပါမှုကောင်းတဲ့ကစားသမားကိုကွင်းလည်ခံစေကစားသမားဖြစ်သုံးပစ်တာဟာတကယ်ကိုကစားသမားရဲ့အရေးသွေးဖက်နိုင်စွမ်းတန်ရာရှိစရာလောက်ရပါပဲအဲ့ဒီနေရာကဖုတ်ဘောလင်းအိုင်ကျူမြင့်တဲ့ကစားသမားတွေမှာကစားကြတာဖြစ်ပြီးတော့အသင်းရဲ့တန်ဖိုးကိုထိန်းထားတဲ့နေရာပါရိုင်ဂိမ်းဆိုရင်သူ့ရဲ့ကြမ်းတမ်းခက်ထန်မှုတွေကဘုံလန်းနေလို့သာမမြင်သာပေမဲ့သူဟာသူ့ရဲ့ခင်မှာတော့ forward pass တွေအပြီးဆုံး direct pass တွေနဲ့တိုက်စစ်လမ်းကြောင်းရှာတာအကောင်းဆုံးတွေကတယောက်ဖြစ်ပါတယ်ဆိုလိုချင်တာကသူ့ရဲ့ဘောလုံးအိုင်ကျူကမြင်ပါတယ်မတ်တော်မီနီကအဲ့လိုတပွဲလုံးစာကိုဖတ်နိုင်တဲ့သူမျိုးမဟုတ်ပါဘူးဒါပေမဲ့ဘောလုံးကိုကန်တဲ့နေရာမှာတော့ထိချက်ရောအားပါကောင်းပြီးတော့ချိန်သားကိုက်ပြေးဝင်မှုတွေကောင်းပါတယ်တိုက်စစ်နဲ့နေတဲ့နေရာတွေမှာသူကပို့ပြီးတော့အလုပ်ဖြစ်တာပါဒီလိုတာရီမျိုးကလေသူ့ရဲ့ဗီဇာနဲ့သူလာတာပါပဲဂါနာချိုဆိုရင်မတ်တော်မီနီထက်အများကြီးလိန်နိုင်တင်နိုင်ပြီမဲ့ဘောလုံးထိချက်နဲ့ကန်ချက်ကန်ဖို့ကိုနီဟန်ထားယူဖို့ဘောလုံးနဲ့ခြေထောက်ကွာဝေးကိုဗီဇာအသီးနဲ့တွဲဆပုံတွေမှာအားနည်းချက်အပြည့်နဲ့ပါဒါဟာပင်ကိုရေးချင်းနေပါပဲဆိုရှာလက်ထက်နဲ့မော်ရီညိုလက်ထက်မှာတော့မတ်တော်မီနီဖရက်ပိုမာတို့ကိုနံပါတ်6ဖြစ်နေသုံးတာအန်တာဟာရီယာကိုနံပါတ်6ဖြစ်သုံးတာဆိုရှာလက်ထက်မှာနံပါတ်6လိုရဲဆိုပြီးတော့ဗန်ဒီဘစ်ကိုဝယ်လိုက်တာတွေကအစားသင်းဟာစပိုတင်းခိုင်လိုင်ရောပေါ်ပေါ်လင်းခိုင်လိုင်ရောဘလောက်စုပ်ပြတ်ခဲ့တယ်လဲဆိုတာမြင်သာခဲ့ပါရီနောက်ဆုံးတစ်ချက်ကတော့နီးပြားတွေနဲ့တူပဲနီးစနစ်မတည်ငြိမ်တာပါစာရဲလက်အထွက်မှာသူ့လိုပဲလီလီနစ်ကိုအားပြုပြီးတော့ပရမတ်တစ်လို့ခေါ်တဲ့ချီနီလိုက်ပြောင်းလဲကစားတတ်တဲ့မူရက်ကိုအစားထိုးခဲ့ပေမဲ့ပြောင်းလဲကစားတတ်တဲ့မူရက်ကိုစိတ်မရှိခဲ့တယ်လို့ကစားသမားလေးလုံလောက်အောင်ခုံမပေးခဲ့တာကြောင့်ကြာရှုံးခဲ့ပြီးတော့ပြန်ခေါ်တော့3အောင်တန်းခန့်စင်းနဲ့3ခါနဲ့ဘောလုံးကင်ကစားခြင်းနဲ့ဘန်ဟာကိုပါဘန်ဟာနေရာမှာအစားထိုးလိုက်တော့4နှစ်3တစ်ကွင်းလယ်မှာ9ရောက်စနစ်ကို3နဲ့ခန်းစစ်အားပြုနေပြမော်ရီညိုပါဒီစနစ်ချင်းကွာသွားတာနဲ့နီးပြားတယောက်အတွက်ခေါ်ထားတဲ့ကစားသမားတွေကလိုက်ပြီးတော့ပြောင်းလဲရပြန်ပါရီမော်ရီညိုထွက်တော့ quick counter ကစားဟန်ကိုကစားမေးဆိုရှာရောက်လာပြီးတော့ဆိုရှာထွက်တော့တန်းက3ဘက်ကိုအသက်သွင်းဖို့လှုပ်လိုက် 3-1-6 ကိုပုံသွင်းဖို့လှုပ်လိုက်ပြီးတော့ quick transition ကစားဟန်ကိုပြန်ပြောင်းလိုက်နေသူတယောက်တည်းကိုမတည်ငြိမ်ခဲ့ပါဘူးနောက်ပြီး Ruben Amorim ရောက်လာပြန်တော့3-4-3ကိုလုံးဝလက်မလွတ်ပဲဝင်းဘက်တွေလိုအပ်လာသလို wide winger တွေများနေတဲ့အသင်းမှာနေရိုနံပါတ်10တွေကိုတောင်းဆိုလာပြန်ပါရီဒါအဓိကအချက်ပါပဲ United ကစားသမားတွေကိုအထိုင်ကျနေတဲ့ကစားဟန်နဲ့စနစ်ကလည်းအကာအကွယ်မပေးထားသလိုနေညာမပြတ်စောင့်ကြည့်နေတဲ့မီဒီယာကလည်းဦးနာနာတော့လွတ်ကြတာအစအလွတ်မပေးပါဘူးဘတ်တစ်အသင်းရှိရာ CB မြို့နဲ့နာပိုလီအသင်းရှိရာနေပယ်မြို့ကနေမတ်တော်မီနီနဲ့အန်တိုနီတို့ပုဂ္ဂိုလ်ရေးသတင်းတွေဘာများထွက်တာကြားဘူးလို့လေဆိုတော့ဒါရီယာ United ကိုချိန်စာလို့ဖြစ်စေတဲ့စိတ်ပိုင်းနေပါပဲပရိသတ်တွေရောအသင်းတာဝန်ရှိတဲ့သူတွေကပါဒါကိုမမြင်ဒါကိုမပြင်ရင်တော့ပြောင်းလဲဖို့ခက်ခဲပါဦးမယ်